မင်္ဂလာပါကျွန်တော်တို့ Lucas ပါဒီနေ့မှာတော့ကျွန်တော်တို့ဒီ Zen Education မြန်မာရဲ့ founder တို့ဖြစ်တဲ့ကိုစီယာနဲ့အတူတူကျွန်တော်တို့ဒီ Zen ရဲ့ India design တွေ decoration တွေ architect design တွေကို project ပေါင်းများစွာဖန်တီးနေတာတွေ့ရတယ်တော်တော်လေးအောင်မြင်တယ်လို့ပြောရမယ် Zen ကိုမေးလိုက်မယ်ဆိုလို့ရှိရင်မသိရသူမရှိတော့အောင်မှာအင်မတန်မှရှားတယ်အဲ့လိုအောင်မြင်လာအောင်ဘယ်လိုစတင်ခဲ့လဲဘယ်လိုလှုပ်ဆောင်ခဲ့လဲဘာအခက်အခဲတွေရှိလဲဘယ်လိုကြော်ဖြတ်ခါလဲဆိုတာကိုတော့ကျွန်တော်နောက်progress အနေနဲ့ကျွန်တော်လှုပ်ဆောင်ပေးတော့မှာပါကိုစီအနေနဲ့ပြောစရာအများကြီးရှိမယ်လို့လည်းကျွန်တော်ထင်ပါတယ်ဗျဟုတ်ကဲ့ရပါတယ်ဟုတ်နေ့စဉ်ပေါ့နော်ကိုစီအနေနဲ့နေ့စဉ် project ပေါင်းများစွာ20ကျော်လောက်အောင်လှုပ်ဆောင်နေရလဲတွေ့ရတယ်အဲ့ဒီ project တွေထဲမှာ jewelry sign တွေတော်တော်များများလည်းတွေ့ရတယ်ပြီးတော့ဘာကြောင့် jewelry sign တွေက Zen ဒီနဲ့လက်တွဲများလဲဆိုတာကိုစီအနေနဲ့ဘယ်လိုမြင်မိပါလဲအကိုတို့ကတော့ဒီကိုရိုဇန်ဒီအနေနဲ့ကတော့ဒီ jewelry sign တွေပဲတော့မဟုတ်ပါဘူးအကိုတို့ကဒီarchitectural design တွေ structure design M&E design ပြီး M&E installation structure เนาะဒီ structure နဲ့ architecture မှာ PAE rate တွေနဲ့အကိုတို့တောင်းရနေတာတွေလည်းရှိပါတယ်ဒါပြင်အကိုတို့လူသိများတာတော့ဒီ interior design နဲ့ decoration ဘိုင်းမှာတော့လူသိများတယ်ပေါ့နော်ဆိုတော့အခါကျတော့ interior မှာလည်းအကိုရရွှေဆိုင်တွေအပြင်ကမှဒီ condo တွေဒီ residential project တွေပြီးနောက်တစ်ခုက commercial ဒီဟိုပေါ့ F&B နဲ့ပတ်သက်တဲ့ project တွေလည်းအကိုတို့လုပ်ပါတယ် office loan တွေလည်းအကိုတို့handle လုပ်ပါတယ်ပြီးတော့နောက်တစ်ခုအကြတော့ဒီအများသောအားဖြင့်ကတော့အခု2024 2025 2026အတွင်းမှာတော့ဒီရွှေဆိုင် project တွေပေါ့နော်ရွှေဆိုင် project တွေတော့အများဆုံးကိုတို့နဲ့လက်တွဲဖြစ်ပါတယ်ဘာဖြစ်လို့လက်တွဲဖြစ်တာလဲဆိုရင်တော့အကိုမြင်တာတော့ရွှေဆိုင်နဲ့အကိုတို့လုပ်ငန်းတွေကအနေနဲ့ရင်ဘတ်ချင်းတူသွားလို့လည်းဖြစ်မှာပါဗျဘာဖြစ်လို့လဲဆိုတော့အကိုတို့အနေနဲ့ကလည်းကိုတိုင်းကလည်းဒီရွှေနဲ့ပတ်သက်တဲ့ဟာလေးတွေနှစ်သက်တယ်အကိုဆွဲလိုက်တဲ့အကိုဖန်တီးပေးလိုက်တဲ့ project တွေမှာဆိုရင်လည်းရွှေရောင်ပါတာများတယ်ပေါ့နော်ဆိုတဲ့အခါကျတော့အဲ့ဒါနဲ့ပတ်သက်ပြီးအကိုရွှေဆိုင်တွေဖန်တီးမယ်ဆိုတဲ့အချိန်မှာရွှေနဲ့ပတ်သက်တဲ့ဟာလေးတွေကိုကို degrade လုပ်တာအရင်တိုက်ညီသွားတဲ့အခါကျတော့ရွှေဆိုင်လုပ်ငန်းတွေကလည်းများတော့အပြင်သူတို့လုပ်ငန်းတွေလည်းအကိုတို့လုပ်ငန်းတွေပေါက်ဆက်တာများလာတယ်လို့မြင်ပါတယ်ဟုတ်ကဲ့ဟုတ်ကျွန်တော်အနေနဲ့Zen ရဲ့ project တိုင်းကိုလိုက်လာကြည့်ရှိမှတ်တမ်းတင်ပြီးတော့ကိုယ့်ရဲ့နေအိမ်တွေတိုက်ခန်းတွေအခန်းအပြင်ဆင်မှုတွေဘယ်လိုလုပ်နေလဲဆိုတာကိုကျွန်တော်လိုက်ကန်ပြသမှာဖြစ်ပြီးတော့အဲ့ project တစ်ခုချင်းစီကို Zen အနေနဲ့ဘယ်လိုပုံဖော်နေလဲ Zen ရဲ့ founder ကိုစီကပြည်သက်ကြီးသိအောင်လို့မေးမြန်းပြီးတော့ကိုစီကနေမှတစ်စင်ပြန်လဲရှင်းပြပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ကိုစီအနေနဲ့ project တွေအများကြီးထဲမှာဟိုတလောကကျွန်တော်မှတ်တမ်းတင်ပြီးတော့ရိုက်ခဲ့တယ်ပေါ့နော်ပြည်စုံရှင်ရုံးချုပ်ကြီးပေါ့အဲ့ design installation နဲ့ပတ်သက်ပြီးတော့ကိုစီအနေနဲ့ဘယ်လိုပုံဖော်ပေးခဲ့လဲဘယ်လိုဝန်ဆောင်မှုတွေပေးနေလဲဆိုတော့အကြမ်းမြင်လေးရှင်းပြပေးလို့ရမှာပထမဆုံးပြောချင်တာကတော့ဒီနာမည်ရှိပြီးသား project လည်းဖြစ်တယ်တကယ်အောင်မြင်ပြီးသားလုပ်ငန်းလည်းဖြစ်တဲ့ဒီပြည်စုံရှင် Gems and Jewelry ရုံးချုပ်ကြီးရဲ့ပိတ်ကန်ရှင်မမဆန်ဒီကနေပြီးတော့ကိုတို့အတန်တီကိုယုံကြည်စိတ်ချတော်လာလို့ NM ပေးတဲ့အတွက်အစဆုံးပေါ့နော်ပုံဖော်ဖန်တီးခွင့်ပေးတဲ့အတွက်ကိုတို့စန်တီရဲ့ team တစ်ခုလုံးကိုစားအကွာနေပြီးတော့မှကျေးဇူးပြုတင်ရှိပါတယ်ပြောကြချင်ပါတယ်လုပ်ငန်းတစ်ခုကိုပုံဖော်ဖန်တီးပေးရတာဆိုတော့အင်မတန်တောင်းကြည့်ပါတယ်ဟုတ် client တွေကလည်းသူတို့ဒီလိုချင်တဲ့ပုံစံတွေကိုသူတို့ဖြစ်ချင်တဲ့သူတို့တွေးထားတဲ့လောက်ပဲကိုတို့ပုံဖော်ပေးနိုင်တယ်ဆိုရင်တော့သူတို့အနေနဲ့လည်းအဆင်ပြေမှုရှိမယ်လို့ထင်ဘူးပေါ့နော်ကိုတို့အနေနဲ့ကလည်းသူတို့ရဲ့ product တွေသူတို့ဖြစ်ချင်တဲ့ပုံစံတွေသူတို့ရဲ့နောက်ပြီးတော့သူတို့ရဲ့လုပ်ငန်းရဲ့ theme color တွေရှိပေါ့နော်ဆိုတော့ခါကျအဲ theme color တွေအပြင်မှာအကိုတို့အနေနဲ့ကသူတို့ရဲ့ဒီနောက်ခံသမိုင်းကြောင်းတွေအစားအကိုတို့လေ့လာပြီးတော့မှကိုတို့ဒီပုံဖော်ဖန်တီးပေးတာဖြစ်တဲ့အတွက်သူတို့ဆိုင်တွေပါတကယ်ဖြစ်လာပြီဆိုရင်ရုပ်လုံးပိုကြွတယ်ပေါ့နော်ရုပ်လုံးကြွတယ်ကြွပြီးတဲ့ခါကျသူတို့ရဲ့လုပ်ငန်းရဲ့ development ဘိုင်းမှာပါပို့ပြီးတော့ထိရောက်တယ်လို့ပုံမြင်ပါတယ်ဟုတ်ကဲ့ဒါတော့ညီလေးပြောထားတဲ့ပုံဖော်ဖန်တီးမှုနဲ့ပတ်သက်တဲ့အကြောင်းအရာဖြစ်ပါတယ်အကိုတို့အနေနဲ့ကလည်းဒီ Zen ဒီအနေနဲ့ကဘယ်လိုဝန်ဆောင်မှုတွေပေးလဲဆိုရင်အကိုတို့က design ရော installation ဘိုင်းမှာပါအကိုတို့ကတောင်းယူဖန်တီးပေးပါဖြစ်ပါဟုတ်ကဲ့ကိုကြီးရှင်းပြသွားတာတော်တော်လေးမှပြည့်စုံပါတယ်ကျွန်တော်အနေနဲ့ကိုစီယာဇန်ဒီအကြောင်းတော်တော်လေးကိုစဉ်းစားထားတာရောပြီးတော့တော်တော်လေးကိုအသေးစိတ်ပေါ့နော်အလူစိတ်သေးချာလေးတွေးထားတာတမိုင်းကြောင်းမှာလေးလာထားတဲ့အတွက်ကြောင့်လည်းကျွန်တော်အရန်မှပြောမယ်ဆိုရင်အဲ့လောက်ကြီးကျွန်တော်အဲ့လောက်တော့မထင်တာဘူးပေါ့နော်အတွေးမြင်အပြင်အပေါ်ရန်လေးကိုပဲကြည့်ပြီးတော့လောက်ထားရလို့ပဲထင်တာဒါပေမဲ့အဲ့လိုမျိုးတမိုင်းကြောင်းအစားလေးလာပြီးတော့တေးချာချာလေးပုံဖော်ပေးထားတဲ့ဒီဇိုင်းဆွဲရတဲ့အတွက်ကြောင့်အရန်မှပြောမယ်ဆိုရင်ဂုဏ်ယူမိရပေါ့နော်ဒီလိုမျိုးကိုနဲ့ဒီလိုမျိုးလုပ်တဲ့သူကဒီလောက်ထိ detailing ကြမယ်လို့ကျွန်တော်တွေ့ရတဲ့အတွက်ကြောင့်အရန်မှဝမ်းသာမိပါတယ်ကိုကြောင့်ကျွန်တော်တခုမေးချင်တာကကျွန်တော်မြင်ခဲ့တဲ့ပေါ့နော်ပြည်စုံရုံးချုပ်ကြီးရဲ့ facet ကြီးရဲ့ design ပေါ့နော် design ကြောင်းကိုရှင်းပြပေးပါဦးဟုတ်
ပတ်သက်ဒီဇိုင်းအနေနဲ့ကတော့လေအကိုတို့ဒီပြည်စုံရှင်သူကတိုက်ကလည်းအမြင့်ကတိုက်ရဲ့ပြည်စုံရှင်လုံးရဲ့ဟုတ်တယ်မြင့်ကလည်းတော်တော်မြင့်နေပြပေ80ကျော်လောက်ရှိတယ်အဲထဲမှာသူ35ပေလောက်ကိုသူကဒီဆိုင်ရဲ့ဟိုပါပေါ့နော် decoration ဒီဟိုဆိုင်ဘုတ်ကိုသူကဆိုင်နစ်လုပ်ချင်တာပေါ့ဆိုတော့ကြောင့်အဲ့ဒါကိုကိုတို့အနေနဲ့ပုံပေါ်ပေးတာတော့ရတယ်ဒါပေမဲ့တကယ်ဝန်ဆောင်မှုဒီ installation လုပ်တဲ့အချိန်မှာတော့ဒီလူသွားလမ်းတွေရှိတယ်ပြီးနောက်ကမီဂျိုတွေရှိတယ်အဲ့ခက်ခဲတွေအများကြီးကိုမှအကိုတို့တေချာခွင့်ပြုချက်ယူပြီးတော့မှအကိုတို့အနေနဲ့ဒီ scaffolding board တွေကိုတေချာလုပ်တယ်ပြီးနောက်က composite layer တွေနဲ့ဒီဟိုအစာအုပ်မနာအောင်လဲ structure ဘိုင်းကိုလည်းတေချာလေးယူဆိုင်ပြီးတော့မှတေချာဟို frame တွေပါဆင်ပြီးတော့မှအကိုတို့ဒီဟိုလုပ်တယ်ပေါ့နော်ဖန်တီးပေးတယ်ပေါ့ဆိုတော့အဲ့နေရာမှာအကားကြတော့လေဒီရှေ့မျက်နှာစာမှာဆိုရင်ခက်ခဲရပါရှိတယ်ဆိုတော့အကိုတို့ကဒီသူ့အယောင်ပေါ့အယောင်ကကြတော့အကိုတို့ဒီမှာရှိတဲ့ material တွေမှာအဲ့အယောင်ကအမလိုချင်တဲ့အယောင်မရှိတဲ့အတွက်အဲ့ဒါကိုရအောင်အကိုတို့တေချာလေးကိုဖန်တီးပေးပြီးတော့မှတေချာလေးစီစဉ်ဆောင်ရွက်ရတာပါပြီးရင်နောက်တစ်ခုကကြတော့ဒီပြည်စုံရှင်ဆိုတဲ့ logo ကြီးရဲ့ signage ရဲ့အနောက်မှာပေါ့နော်အနောက်မှာဆိုရင်သူတို့စကြတဲ့အကိုကိုပေးထားတဲ့ဒီ profile ဟိုလေးရှိရဟိုလေး logo work လေးရှိရပေါ့နော်သူကစလုံးရှိတယ်အနောက်မှာအစိမ်းရောင်ရှိတယ်အဲ့အစိမ်းရောင်မှာသူကရေစာလေးလိုမျိုးသူတို့ရဲ့ pattern လေးတွေပါတယ်ဆိုတော့အဲ့ pattern လေးတွေအစားအကိုကလေ့လာပြီးတော့မှသူတို့ရဲ့အဲ့ pattern လေးတွေရဲ့ဟာမှာအကိုတို့ဆွဲထုတ်ပြီးတော့မှဒီsign လေးရှိရအနောက်မှာ pattern လေးတွေပေါ်ပြီးထားတာဒီပါပါတယ်လေလေးတွေမှာတော့ပို့ပြီးခန်းနာသွားအောင်ဆိုပြီးတော့အကိုတို့ကဒီ composite layer တွေကိုအထက်ပေါ့နော်ဒီအကွက်ကလေး design လေးတွေနဲ့ပုံပေါ်ပေးထားတာဟုတ်ကဲ့ပါဟိုကိုကြီးဖြေသွားရလဲအရန်ဟိုမှာဟိုပြောဆိုရင်တကယ်ဟိုမှဟိုအနေမရှိအောင်လို့ဒီတခြားလေးစီးစနစ်ကြကြနဲ့ဒီဆောက်ပြီးတော့မှ decoration ကိုဆင်တယ်လို့လည်းသိရတယ်။စိုင်လေးရပါတော့အကြောင်းလေးတွေလည်းဘယ်လိုဖန်တီးပြလဲဆိုတာလေးဆိုဆက်မေးချင်ပါတယ်ဗျ။ ဟုတ်ကဲ့ဟုတ်ဟိုပထမအဦးဆုံးကျွန်တော်မေးချင်တာဒီ ceiling design ရပါတော့ ceiling ကတော်တော်မိုက်တယ်။ပြီးတော့ဘယ်လိုလေးတွေအနည်းငယ်လေးတွေပုံဖော်ဖန်တီးပေးထားရဲဆိုတာကိုရှင်းပြပေးပြရအောင်။ဟုတ်ကဲ့ပါဗျာ။လုပ်ငန်းတစ်ခုစိုင်တစ်ခုရဲ့အကိုတို့ကတော့ဒီ ceiling design ဆိုတာကိုလေတော်တော်တန်ဖိုးထားတယ်ပေါ့အကိုတို့ဒီလူတွေမှာဆိုရင်လည်းဒီ hair ပေါ့သပင်ပေါ့နော်သပင်ပုံစံကလူတယောက်ရဲ့ဒုတိယမျက်နှာလို့တော့ပြောလို့ရတယ်ဆိုတော့အဲ့လိုမျိုးပဲ ceiling ဆိုတာလည်းလုပ်ငန်းတစ်ခုရဲ့အသက်ပါပဲဆိုတော့အကိုတို့အနေနဲ့အဲ့ ceiling ကိုတမရိုးကြဒီတိုင်းဖြစ်အောင်ဒီတိုင်းပုံပေါ်ရင်ပြီးရော lighting ထားလို့ရရင်ပြီးရောဆိုတဲ့အနေထားနဲ့အကိုတို့စီစဉ်ပေးတာမဟုတ်ဘူးပေါ့နော်အကိုတို့အတက်နိုင်ဆုံးမှဒီစဉ်းစားပေးတယ်အကုန်လုံးပြီးရင်တော့အကိုကဒီရွှေဆိုင်လုပ်ငန်းတွေဖြစ်တဲ့အတွက်ပို့ပြီးတော့ရုပ်လုံးကြွအောင်ပြီးလက်ဝတ်ရတနာတွေကိုပို့ပြီးတော့ခန်းနာအောင်အကိုတို့အနေနဲ့ကဒီ lighting တွေနားဖို့အတွက်ကိုစီတင်အလေးမြင့်နေတယ်တော်တော်လေးကိုကစားပြီးတော့လုပ်ပေးရပါတော့ခါကျတော့ဒီ site မှာဆိုရင်လည်းပြည်စုံရှင် site မှာဆိုရင် project မှာဆိုရင်တော့ flat height ကငိမ့်နေပေါ့နော် flat height ငိမ့်တဲ့ခါကျတော့ဒီ flat height ရဲ့ပြီးတော့နောက်က bin land တွေရှိတယ် bin land တွေရှိတဲ့ခါကျတော့bin land တွေနဲ့ flat height ရဲ့ကြားထဲမှာအနည်းငယ်ကတာတော်တော်လေးကိုတော့ခက်ပါတယ်ပြီးရင်အောက်က plan တွေ light ကိုအကိုတို့ကဒီ lighting တွေကလည်းကြာမှာဖြစ်တဲ့အတွက်အနည်းငယ်ကတာတဲ့အချိန်မှာတော်တော်လေးစဉ်းစားပေးရပါတယ်စဉ်းစားပေးပြီးတော့ခါကျပုံပေါ်ပြီးတော့မှဒီရတဲ့နေရာကိုမှ space ကိုမှအကိုတို့ဒီအနည်းငယ်လေးတေချာလေးဘာဖြစ်လို့ဆိုတော့ရိုးနေမှာဆိုတယ်ကိုအနေနဲ့ရိုးနေမှာဆိုတယ်မရိုးချင်ဘူးတန်တန်တကားလေးဖြစ်ချင်တယ်တကယ်လည်းခန်းထားသေးချင်တယ်တကယ်ကိုသူတို့မတို့အနေနဲ့ပေးရတာနဲ့တန်အောင်ကိုတို့ဖန်တီးပေးချင်တယ်စိတ်နဲ့ကိုတို့ကတေချာလေးဆွဲပေးခြင်းဖြစ်ပါတယ်ဘယ်ခါကျတော့ဒီအမ်ပြင်ပြီးသွားပြီဆိုရင်တော့ဒီတော်တော်လေးကိုလှတဲ့နေရာလေးဖြစ်မှာဟုတ်ကဲ့ဟိုကျွန်တော်အမြင်ပေါ့နော်အဲ့နေရာရိုက်ထားတာကြတော့အောက်က floor ရွေးထားတဲ့ဟာလေးတော်တော်လေးကောင်းတယ်ပြီးတော့အပေါ်မှာဒီ lighting နဲ့ floor ကအဟန့်လေပေါ့နော်အပေါ်ကဟန်လေးဟက်ပြီးတော့အဲ့ထဲမှာဒီ showkit တွေလည်းပို့ပြီးတော့လင်းကောင်းအောင်လို့လုပ်ထားလေတွေ့ရတယ်ဟုတ်ကဲ့ floor ကတော့ဒုတိယအသက်ပေါ့နော်အကိုတို့ကတာမန်ကြွေပြားလေးခင်းတယ်ပါကလေးခင်းတယ်မဟုတ်ဘူးပေါ့တော့ sign တစ် sign မှာဆိုရင်ဒီရွေးချယ်မှုပေါ့ရွှေရွေးချယ်မှုကြောက်ကြရွေးချယ်မှုကလည်းအရေးကြီးတယ်ပေါ့နော်ဆိုတော့ခါကျတော့အကိုတို့ကဒါရွှေဆိုင်လုပ်ငန်းဖြစ်တယ်ရွှေဆိုင်ရဲ့ဒီပြည်တော်နောက်ကသူတို့ရွေးထားတဲ့အရာကို royal jade ဆိုတာမှောင်နဲ့ပတ်သွားတယ်ပေါ့နော်ဆိုတော့ခါကျတော့ lighting မရှိဘူးဆိုမှောင်နဲ့ပတ်သွားတယ်အဲ့ချိန်မှာအကိုတို့ကဒီ counter တွေရဲ့အရာကိုပို့ပြီးတော့ထင်ဟပ်ဖို့အတွက်ကဒီ flooring ကလည်းအများကြီး supporting ပေးရပေါ့နော်flooring ကိုအကိုတို့ကဒီအဲ့လိုမှောင်တဲ့အချိန်မှာအကိုတို့ကဒီ matte type တွေသွားပြီးတော့လုပ်လို့မရအောင်အဲ့အတွက်ကိုအကိုတို့က gloss type ကိုတေချာရွေးပေးရတယ်ရွေးပြားလေးကြောက်ပြအကြံပေးပေးရအောင်အမားတို့ဒါတွေကဒီဟိုမှာပဲတော်လေးပါပါတော်တော်လေး expression ရှိတယ်အဲ့ဒါလင်းနေရမှာဟုတ်တယ် reflection လာနေရမှာပေါ့အပေါ်က lighting ထိုးလိုက်တာနဲ့အောက်က reflection လာပြီးတော့
furniture တွေကြွနေတာပေါ့နော်ဆိုတော့အဲ့ရွေချက်နဲ့အကိုတို့ကတေချာရွေးချက်ပြီးတော့တေချာ design ဆွဲပြီးလေးပဲရှိပါတယ်ဒီ installation လုပ်ရင်လည်းတေချာ timing ပေးပါဟုတ်ကဲ့ဟုတ်ကဲ့ ဟိုဒီကိုစီအနေနဲ့ပေါ့နော်ဒီနေရာနေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ပြောပြပါဦးဗျာ အဓိကတော့နေရာနေမှာစိုင်းနေဖြစ်တဲ့အတွက်သူတို့ရဲ့signage တွေပါတဲ့ logo backdrop တွေရှိမယ်ပေါ့နော်အဲ့နေရာတွေကိုတော့တေချာ timing ပေးပြီးတော့ plan ချပေးပါတယ်နောက်ပြီးတော့သူတို့ရှိမှာဒီ check စိုင်းနေဖြစ်တဲ့အတွက်အကိုတို့ကလုပ်ငန်းမှာကြော်ညာရမယ်လေကြော်ညာရမယ်ဖြစ်တဲ့အတွက်ဒီမှာဘယ်နေရာမှာ photo booth တွေရှိရမယ်ဒါ timing ပေးတယ် timing ပေးပြီးတော့မှဘယ်နေရာမှာတော့ဒီ showcase တွေထားမှာပေါ့နော်အဲ့ဒါတွေကအစအကိုတို့ကတေချာ plan ချပေးပြီးတော့ timing ပြီးတော့မှအချိန်ချင်းအကိုတို့ design လေးတွေဆွဲပြတယ်စိုက်တယ်ဆိုမှအကိုတို့ဒီ installation မှန်ကိုဖန်တီးပေးတာပြင်နောက်ကသူတို့ပစ္စည်းဘယ်လောက်ပြမှာလဲအစအကိုတို့အသေးစိတ်မေးရပါတယ်မေးပြီးတော့မှလိုအပ်တဲ့လောက်ကိုလိုအပ်တာတဲ့လည်းပို့လို့ကြံတယ်မလားတယ်လို့လိုအပ်တဲ့လောက်ကိုအတိအကျနဲ့နေရာမှာလည်း degree အပြည့်ကလေးနဲ့ဖန်တီးပေးတဲ့ခါကျတော့ပို့ပြီးတော့ match ဖြစ်တော့ပို့ပြီးတော့ဟုတ်ဟိုပြီးတော့ဒီအဲ့ဒီနေတော့ကတော့ display counter တွေတော့မရှိသေးဘူးပေါ့နော်display counter မရှိသေးဘူးအဲ့ display counter တွေ design တွေရောတော်တော်လေးစမ်းပြီးတော့လှတယ်ပေါ့နော်အဲ့ display counter အကြောင်းလေးလည်းပြောပြပါဦးညဟုတ်ကဲ့ display counter ကတော့လေသူကမတို့ဒီဆိုင်ကကြတော့ bright ဆိုင်ပုံစံဖြစ်တဲ့ခါကျတော့အကိုတို့ကဒါတော်တော်လေးကိုအဓိကဦးစားပေးပြီးတော့ရောင်းတာဆိုတော့ဒီကဦးစားပေးတယ်ပြီးရင် bright ဆိုင်နဲ့ဆိုတော့ခါကျ classic ပုံစံပွားတာပေါ့နော်တော့ခါကျတာမန်လို့မဟုတ်ဘဲနဲ့အယောင်ကလည်းbright shade color ဖြစ်တဲ့အတွက်ဘာနဲ့တွဲမလဲဆိုတာအကိုတို့ကစဉ်းစားပေးရပါနော်အကိုတို့တော့ထည့်ရမှာတော့ရွှေကတော့ထည့်အောင်ထည့်ရမှာရွှေအောင်ပေါပါမှဖြစ်တဲ့အတွက်ရွှေအောင်လည်းဒီ bright shade နဲ့ပေါင်းဆက်ပြီးတော့မှမယိုးလည်းမယိုးမဆန်းလည်းမဆန်းမနဲ့ classic bright ရဲ့ပုံစံဖြစ်အောင်အကိုတို့ဖန်တီးပေးထားတယ်ပေါ့နော်ဒါပေမဲ့ကြီးလိုက်ရင်တော့ရိုးရိုးလေးပါပဲဒါပေမဲ့တော်တော်စဉ်းစားရပါတယ်အကွေးလေးကောင်တာမှာပါဝင်တဲ့အကွေးလေးနှစ်ခုဆက်သွားတဲ့ဟာလေတော်တော်လေးကိုစဉ်းစားဖို့ပေါ်ပြီးထားတာဖြစ်ပါတယ်ပြီးရင်နောက်တစ်ခုကကြောင့်အကွေးလေးနှစ်ခုအပြင်မှာအကွေးလေးနှစ်ခုရဲ့အလယ်မှာဒီဇိုင်းလေးမှာဆိုလည်းလေးတွေ့မှာပါဟုတ်ဒီနာလေးဟို shape လေးရှိတယ် shape လေးရှိအဲ့ pattern လေးတည်တယ်ဒီရေစာထဲမှာပါတယ်အမတို့ဒီပေးထားတဲ့ logo ရဲ့ background color ထဲမှာပါတဲ့အယောင်မှယူထားအယောင်မဟုတ်ဘူး pattern လေးရှိတယ် pattern လေးရှိအဲ့ pattern လေးတွေကိုအသေးစိတ်လိုက်ကြည့်ထားအဲ့ဒီထားပြီးတော့မှအဲ့ထဲမှာလှတဲ့ဒီ target pattern လေးကိုအကိုကအလယ်မှာဒီအကွေးနှစ်ခုရဲ့အကြားထဲမှာဆက်ပေးထားတဲ့ပုံစံမျိုးလုပ်ထားပြီးတော့ကြတော့ပို့ပြီးတော့တူးတော့လည်းအတိတ်ပဲရှိပါတယ်ကွာတော်တော်လေးပို့ပြီးတော့ detail လောက်ထားတာဟုတ်တယ်အတိတ်ပဲလည်းရှိတယ်ပို့ပြီးတော့လည်းကြွားသွားတယ်ပို့ပြီးတော့လည်းလှသွားတယ်ရိုးရိုးလေးနဲ့ဟို luxury ဆန်ပြီးတော့ rider ဆန်သွားတယ်နော်အကိုကတော့အဲ့လိုတွေးပြီးလုပ်ပေးလိုက်တော့အမားတို့အနေနဲ့လည်းဒီပြည်သူရှင်ဘက်ကလည်းသဘောကျပါဟုတ်ကဲ့သဘောကျတယ်သူတို့အနေနဲ့အဲ့ဒါလေးတွေကိုလက်ခံဟုတ်ကဲ့ပါဗျာဟိုကျွန်တော်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီဟာအားလုံးကိုခြုံငုံပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့ဒီမြန်မာပြည်မှာရှိတဲ့ဒီ decoration ကနေလာစင်တယ်လို့မထင်ရောက်လောက်အောင်အရင်အထွက်ရှိရပေါ့နော်မြင်မိတာတော့အခုကိုကြီးကရှင်းပြတာထက်ပို့ပြီးတော့ပြီးပြည့်စုံသွားတယ်ပေါ့နော်ဘလို့ detailing လုပ်တယ် history တွေကိုစလေးလာတယ်အဲ logo တွေကအစအနောက်ကကိုဒီ detail လေးတွေအကုန်လုံးဟိုမှာတူညီအောင်ပေါ့နော်ပြီးတော့ဒီ client ကြိုက်အောင်လဲလုပ်ပေးထားတယ်အသေးစိတ်ပေါ့နော်စေတနာအပြည့်မြတ်တာအပြည့်နဲ့ဒီလုပ်ပေးထားလဲတွေ့ရတယ်ပြီးတော့ပေးတာနဲ့တန်အောင်ပေးထားတဲ့တန်အောင်ပြန်ရတာပုံများရလို့ထင်အောင်လို့လဲကိုကြတို့အနေနဲ့ကအပြည့်ဝဒီ facility ကိုအပြည့်ဝပေးထားတယ်ပေါ့နော်ဟုတ်ပါတယ်ကြီးအကိုအနေနဲ့ကလည်းဒီတော်တော်လေးကိုအားရတဲ့ project တစ်ခုလည်းမှာပါပါတယ်ဒီဇိုင်း concept တွေကလည်းတစ်ခုနဲ့တစ်ခု link ဖြစ်နေပေါ့နော် link ဖြစ်နေပြီးတော့အကုန်လုံးပိုးကြပြီးတော့လှပခန်းနားနေတာလည်းဟိုတွေ့ရပါတယ်ပေါ့နော်အကိုအဲ့ဒါလေးတော်တော်လေးအဆင်ပြေပါတယ်အကို luxury vibe ကဲတော့အပြည့်ဝရသိမှာပါဟုတ်ကဲ့ပါကိုကြီးအနေနဲ့အခုလိုဒီ customer တွေရောဒီကိုယ်လာအပ်မဲ့ client အသစ်တွေရောစိတ်ကျဉ်တဲ့မှုရှိအောင်အပြည့်ဝဘယ်လောက်ထိစိတ်နှစ်ကိုနှစ်ပြီးတော့ detail လေးလုပ်ထားရဲဆိုတာကိုရှင်းပြပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နောက်လာမဲ့ customer အသစ်တွေ client အသစ်တွေလည်းဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အတွင်းမြင်နေတော်တော်လေးရသွားမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ခင်ဗျာအခုအနေနဲ့ကလည်းအခုလိုလာရောက်မေးမြန်းပေးတဲ့Polyquest ကိုကိုရိုစန်ဒီ team တစ်ခုလုံးကိုသာကျေးဇူးပြုတင်ရှိပါတယ်ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်နဲ့ Zenny founder ကိုစီယာနဲ့အတူတူနောက်ထပ် role project တွေကိုစိတ်ဝင်စားကျွန်တော် podcast လုပ်သွားပေးမယ်ဆိုတာကိုစောင့်မျှော်ကြည့်ရှုအားပေးနေနှုတ်ခွန်းဆက်တာပါခင်ဗျာကြည့်ရှုအားပေးရဲ့တယောက်ချင်းစီကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ